မင်္ဂလာပါကျွန်တော်ကတ်မှာကျွန်တော်မြန်မာစာအလှကျွန်တော်ဘယ်လိုမျိုးထည့်ရမလဲဆိုတော့ကျွန်တော်တူတူလေးလာကြည့်ကြအောင်ဟိုကတ်ထဲသွားလိုက်မယ်ဟိုကျွန်တော်တို့ကဗီဒီယိုလေးတစ်ခုကိုယူလိုက်မယ်နော်ဟိုဆန်သဘောနဲ့ဗီဒီယိုလေးတစ်ခုယူလိုက်မယ်ပြီးလို့ချင်းကျွန်တော်တို့ဒီမှာစာရေးကြည့်မယ်ကျွန်တော်ဒီတိုင်းရေးမယ်ဆိုလို့ချင်းတော့ကျွန်တော်ကတ်မှန်ပါတော့မြန်မာစာအလှလေးကျွန်တော်ဒီချိုးစာလေးထည့်မယ်ဆိုလို့ချင်းတော့ကျွန်တော်မှတ်တယ်ဟိုဘာလို့နေလဲဒီကျွန်တော်တစ်ချက်ရိုက်မယ်ပြီးလို့ချင်းကျွန်တော်ဒီမှာနော်ဖောင်းဆိုတဲ့အားလေးကျွန်တော်တစ်ချက်နေမယ်ဟိုဖောင်းထဲမှာကျွန်တော်ဒီမှာကျွန်တော်ဒီမှာဒီ my font ဆိုတဲ့ဟာလေးကိုကျွန်တော်တွေ့အောင်ရှာမယ်နော်ဒီ my font တကယ်လို့အဲ့ဒီနေရာမှာမတွေ့လို့ရှိရင်ကျွန်တော်ဒီဘက်ကိုတွန်းလိုက်နော်အဲ့ဒီမျိုးဆိုကျွန်တော်တွေ့လိမ့်မယ်ဟို my font နဲ့ကိုပြချက်နိုင်မယ်ကျွန်တော်ဒါကတော့ကျွန်တော်လောသင်ထည့်ထားတဲ့ font လေးပေါ့နော်โอเคအကောင့်လေးနေလိုက်မယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာမှန်သွားပြီနော်အဲ့နဲ့တွဲနေတာလေးဖြတ်လိုက်မယ်โอเคကျွန်တော်ဒီမှာ font ကိုတစ်ချက်ပြန်ယူရကျွန်တော်မထည့်ရတဲ့ကျွန်တော်မိတ်ဆွေတွေကကျွန်တော်ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ဒီမှာ HTTP ကိုတစ်ချက်နိုင်မယ်ပြီးလို့ရှိရင်တော့ဒီမှာ my font ဆိုတာမြားလေးကိုတစ်ချက်နိုင်မယ်ပြီးလို့ရှိရင်တော့ဘောမြင်းသုံးကြောင်းတစ်ချက်နိုင်မယ် in short လို့ပဲဘာမှမထူเนาะအခုကျွန်တော်တို့မှာ z font တွေကနေပြီးတော့ကျွန်တော်တို့ဆွဲထားတဲ့ကျွန်တော်တို့ font အလှလေးတွေကျွန်တော်တို့တွားယူမှာပေါ့เนาะဒီမှာ font နေပြီးတော့ဒီမှာfont အလှတွေကျွန်တော် font တိုင်းတော့မမှန်ဘူးเนาะဟိုကျွန်တော်တို့ဒီမှာမိတ်ဆွေတို့ဒီအဆင်ပြေရ font တစ်ခုရွေးကြည့်ပါเนาะဒီနန့်ခွန်အောင်တော့မှန်တယ်တောင်ကြီးတို့ယူရတောင်ကြီးတို့ဘာလို့ကလဲကျွန်တော်ခိုင်းရလည်းမမှန်ဘူးကျွန်တော်မှန်တဲ့ font လေးရွေးဆွဲကြည့်เนาะဝေဒီမှာဒီစတိုင်းတို့ဘာလို့ဒီမှာကာလာလေးပြောင်းလို့ရတယ်ဝေမှန်တဲ့ font လေးရွေးဆွဲပါဘောเนาะကျွန်တော်တို့တစ်ခုမဟုတ်တစ်ခုတော့မှန်ပါလိမ့်မယ်ပေါ့เนาะဝေအားလုံးပဲဆင်ပြေပါလိမ့်เนาะဝေ z font တွေကနေပြီး font လာဆွဲနေကိုကျွန်တော်ရဲ့ TikTok အကောင့်ကျွန်တော် email တွေကိုမှတင်ပေးထားရเนาะဝေကျွန်တော် email တွေကိုမှကျွန်တော်တို့လေ့လာကြည့်လို့ရတယ်เนาะအားလုံးပဲဆင်ပြေပါလိမ့်ဗျာ